ရဲရောင်းလူကဘဲကိုမှမတော်ရပဲရောင်းနေရပြီနွားနိုရောင်းသူကအိတ်တိုင်းစစ်ရောင်းနေရတယ်ကြေးမုံပြင်ကမှန်နေကိုငိုရင်ဘယ်တော့မှသူမရည်ဘူးဖျောင်းနိုင်တွေထုံးပြီးတေသူကိုတတိတရဝမ်းနေကြပြီးမဲ့ဖျောင်းနိုင်မှုတ်ပြီးမွေးနေ့ပွဲတွေကျင်းပကြတယ်ခြေချင်းစွပ်ကိုတိမ့်ချီပေးဝေရတယ်ပြီးတော့ခြေထောက်မှာစွတ်ကြတယ်ဒါပေမဲ့သပင်ကြီးတရေပင်ကရာကနန်းမဲ့တန်ဖိုးရှိပြီးခေါင်းမှာနေရာရတယ်ဒါကြောင့်တန်ဖိုးထက်လှုပ်ဆောင်ရမယ့်နေရာကအဓိကဖြစ်လာတယ်မှန်ကန်တဲ့ကြံပြီးသူဟာစားခါနဲ့တူတဲ့မိတ်ဆွေစစ်ဖြစ်တယ်လို့ယူဆပြီးအလိုလိုက်အကြိုက်ဆောင်ချိုသက်ပေါင်းသူတွေဟာတရားလိုပါပဲစားကားကပိုးပြည့်မကြပဲတရားကတော့ပိုးပြည့်ကြောင့်ပျက်စီးခြင်းကိုရောက်ရတယ်ကောင်းတဲ့လမ်းကိုဘယ်သူမှမသွားကျင်ကြဘူးမကောင်းတဲ့လမ်းကိုတော့အားလုံးသွားကြတယ်ဒါကြောင့်အရက်ရောင်းသူကဘဲမှမသွားရပဲနွားနိုရောင်းသူကအိမ်တိုင်းထိသွားရတယ်နေရန်ပေါ်ကဓာတ်ပုံရဲ့ဝင်ကိုတကယ်ထမ်းထားတာကတန်ချောင်းနေဒါလေးမဲ့လူတွေချီးမွမ်းကြတာကသူ့ပေါ်ချိတ်ထားတဲ့ဓာတ်ပုံလူတွေကသူတို့ကိုတိရစ္ဆာန်လို့ပြောရင်ထသက်ချင်ကြပြီးကြားလို့ချင်သေးလို့ရဲရင်လိုက်တာဆိုရင်တော့ကျဉ်နဲ့နေကြပြန်ပါတယ်လေရောမင်္ဂလာပွဲမှာလူတွေကရှေ့ကနေလိုက်ကြပြီးမตาပုတ်ချင်းကြနောက်ရောက်တော့ကြတယ်ဒါကိုမြင်ရတော့လောကကြီးကပျော်နေချိန်မှာတင်ရှေ့ကနေပြီးဝမ်းနေချိန်မှာနောက်ကိုဆုတ်သွားတတ်ကြတယ်ဆိုတဲ့သင်ခန်းစာကိုယူဆမိတယ်မွေးမယ်တေးမယ်ဖြစ်နေကြအောင်မယ်တလောကလုံးမှာအမြဲတမ်းကြံခဲ့မယ်ကိုယ်သမိုင်းလေးကိုတော့လက်ရေးလှအောင်အမှန်ကန်ဆုံးရေးနိုင်ကြစေချင်ပါလေ